ကဲအားလုံးမင်္ဂလာပါကျွန်တော်မိသားစုဒီနေ့ Mountain Break ကိုခဏလေးသွားလိုက်မှာဖြစ်ပါတယ် Hello ခဏဟိုမှာရောက်လဲပြမယ်နော်ကျွန်တော်သွားလိုက်ခဲ့တဲ့နေရာတွေမှာကဲဖာကင်းထဲမှာရောက်ပါပြီနော်ဖာကင်းမှာရောက်ပြီဒီမှာလေးနေကိုတော့ကျွန်တော် Sky Walk မှာတောင်းမယ်နော်ဖာကင်းမှာရောက်ပါပြီဒါတော့ Sky Walk Temporary Mountain Break နော်lady ဒီမှာတော့ sort of sign လာလိုက်တာငါတာဆွေးစမ်း butterflower day yeah there's something there go oh my god go yes so very nice oh lấy xa này chả đâu cool là nó phía đây kim pan xin ra để lấy nhà rồi chi lại bảo oh forestဒီနေ့တော့ holiday မို့လို့လေနော်ဒါဖြုတ်လိုက်ပါဟူးလာလိုက်တာအိုးငါတားရရမ်းမြန်တော့ Lord I give you my heart အိုးမကြည့်လိုက်ပါဦးအိုးမြည်လိုက်တာဟူးအောက်မှာလည်းကြည့်အမိကြည့်နော်ဟောကြည့်လိုက်ပါဟောတစ်ပြည့်ထဲမှာနော်အောက်ကြည့်လိုက်အောက်ကြည့်လိုက်အောက်ကြည့်လိုက်ကြည့်လိုက်အိုးအေးဒီလိုမျိုးနေရာမှာလမ်းလျှောက်နေပါလေခင်ဗျနေရာမှာလမ်းလျှောက်နေပါလေခင်ဗျကျွန်တော်ဘာအပိချင်လဲဆိုကျွန်တော်တို့ဖယားစကားကိုယုံတယ်လို့နဲ့မယုံနေတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကိုကျွန်တော်ဒီနေ့တပြန်နေတစ်ခါစဉ်းစားပြီးတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မယုံချီးရဲ့လက္ခဏာကဘာလဲဆိုတော့တန်တရက်ဖြစ်တာစိုးရင်တာကြောက်ရွံ့တာကျွန်တော်ယုံတယ်ဆိုပြီးတော့ကျွန်တော်တက်တာထဲမှာကြောက်ရွံ့နေတယ်စိုးရင်နေရယ်နော်စိတ်နှခွဖြစ်နေတယ်တန်တရားရှိနေတယ်ဆိုရင်ကျွန်တော်တို့တက်တာထဲမှာမယုံသေးဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုအာဗြဟံကဖခင်ရဲ့ဂတိတော်ကိုယုံလားဆိုယုံတယ်သူက။ तू ကစိတ်ဆွေးလန်းခြင်းရှိတယ်အမြင်ကဖြစ်လာမယ်။ဂတိထားတဲ့ဖခင်ကဂတိတော်အတိုင်းတတ်နိုင်တယ်။ဖခင်ပြောတဲ့အရာဖြစ်ကိုဖြစ်လာမယ်။သူ့ရဲ့ဂတိတော်ကိုမပြစ်စုံရင်မနေရဘူး။အာဗြဟံကအချိန်နဲ့ရတော့မှမျောလင့်စရာမရှိပဲမဲ့။သူမျောလင့်တယ်နော်။တခါလေမှကျွန်တော်တို့တက်တာထဲမှာညီကောင်ကဒါပဲ။ကျွန်တော်တကယ်ယုံလားဆိုရင်တကယ်မယုံနေဘူး။ဒါပေမဲ့ယုံလားလို့ဆိုရင်ယုံတယ်လို့ပြောတယ်။ဒါပေမဲ့တကယ်ယုံလားလို့ဆိုရင်မယုံနေဘူး။ဘာကြောင့်လဲကျွန်တော်တို့ရဲ့တက်တာထဲမှာတန်တရားနဲ့ယောလောနေတယ်။ကျွန်တော်အမြင်နဲ့ဖရားတဲ့ခင်ကိုယုံတယ်ဆိုပြီးတော့ကျွန်တော်ကတစ်ဖက်မှာပြန်စိုးရင်နေတယ်။ကြောက်ရွံ့နေတယ်။စိတ်နှခွဖြစ်နေတယ်။တန်တရားဖြစ်နေတယ်။ဆိုရင်ကျွန်တော်မယုံသေးဘူးနော်ညီကောင်မတို့။တော့ကျွန်တော်တို့အဲ့ဒီတက်တာကိုကျွန်တော်တို့ဒီနေ့ဖယားရဲ့ဂတိတော်ကိုကြားတဲ့အခါမှာယုံတယ်ဆိုတဲ့အခါမှာလက်တွေ့နေ့တစ်စင်နဲ့မှာဝခံခြင်းမှာလည်းကောင်းနဲ့ဘာကြောင့်လဲဆိုစာရမဏကကျွန်တော်တို့တန်တရားဖြစ်အောင်အမြဲတမ်းလှုပ်ဆောင်တယ်အမျိုးမျိုးနဲ့ကျွန်တော်တို့တန်တရားဖြစ်အောင်ကျွန်တော်တို့တက်တာမှာအဲ့ဒီဆုံးရတဲ့စိတ်ဖြစ်အောင်နော်ကြောက်ရွံ့တဲ့စိတ်ဖြစ်အောင်အခြေအနေရကောမြင်နေရတဲ့အရာတွေနဲ့ကောကျွန်တော်တို့ကိုတိုက်ခိုက်နေတာဖြစ်တယ်ဒါပေမဲ့ကျမ်းစာပြောတယ်ငါတို့ကအမြင်နဲ့တက်မရှိဘူးယုံကြည်ခြင်းနဲ့တက်ရှိတယ်
ယုံကြည်ခြင်းနဲ့တက်ရှင်တယ်လို့ပြောတဲ့ခါမှာဘုရားစကားနဲ့တက်ရှင်တယ်ဘုရားဂတိတော်နဲ့တက်ရှင်တယ်ဒါကြောင့်ဘာမှမစိုးရင်လည်းတင်းမကြမ်းမရဲချုပ်ရွနေလားမစိုးရင်လည်းတင်းမငွေရေးကြီးရင်ပဲခင်းနေလားမစိုးရင်လည်းဘုရားရဲ့ဂတိတော်ကိုဖြေးလာမယ်ငါခုတလူဖြစ်ပေမဲ့ငါတလူမျိုးအခြေအနေနဲ့ငါကြုံတွေ့ရပေမဲ့တရက်မှာဘုရားတကယ်အောင်ပွေငါရဲ့အတ္တတာတဲ့မှာဘုရားချစ်မြောက်မယ်ဘုရားဂတိတော်ပြစ်ကိုပြစ်ဆောင်လာရမယ်ငါချမ်းကိုချမ်းပါမယ်နော်ယေရှုခရစ်တော်ရဲ့ဂတိတော်ငါအထက်မှာပြစ်ကိုဖြစ်ဆောင်လာမယ်ဆိုတဲ့အဲ့ဒီယုံကြည်ခြင်းကိုပဲထားပါနေ့ရက်တောင်တကယ်လက်တွေ့မိတွေ့ရအောင်ဆိုတော့ကျွန်တော်အားပေးခြင်းတယ်အရောက်စရာဖျားရှိထုတ်ကောင်းချစ်ပေးပါစေအာမင်။အိုးမတော်တော့ခောက်တစ်ခုရှိတယ်နော်။တော်ပဲ။တော်ပြီငါသားဂျိုးဆက်မိုင်ကိုတွားနေပြီ။ Come ခုနတော့တန်တဒါးမှာရှောက်လာပြီးတော့ခုကတော့ကျွန်တော်လမ်းလျှောက်နေတာခင်ဗျာ။ပေါ်တက်နေပါလားခင်ဗျာ။我要多辣了，那地边的进来，啊？我摸那边去。刚才就是要让我们标路。我们嘛摸那边呢。哦，鸟米拉我们地方喏。哦，大家都ပေါ်တက်သွားတာဟုတ်တယ်နော်ပေါ်တက်နေပါလားခင်ဗျာဟာကလေးတွေကပဲပြီးသွားတာမသိဘူးဟာလောက်ကောက်တစ်ခုချောင်းလေးပေါ့ချောင်းတစ်သေးလေးဒီလိုဟာဒီချောင်းတစ်သေးလေးငါတာကြိုက်တာစီလှူရှားနေပါနော်တော့ပြန်မြင်ပြဒီကနေ့တစ်စိတ်နော်ပြီးတော့မယ်အဲ့တော့ကင်မရာနဲ့ရှုပ်look out နောက်တစ်ခုတော့မယ်နော်ဟုတ်ပြီနော်အိုးမိုက်တယ် You are worthy all in all. Oh, beautiful. Look, it's shaking on me. It's okay. No shit. How you Dania? How Paula? Oh, beautiful. Michael, Joseph. Oh, beautiful mountain. ဒီလောက်ကောက်ကနေတော့ကျွန်တော်အားလုံးမြင်ရတယ်ကျအောက်ကလေးကြည့်နော်အော်မဘလုံးမြင်လဲဆိုတာအော်မရေချောင်းနော်ဒီလိုပါပဲအားလိုက်ဒီကဘာဆူရာဒီမှာကျတောင်တွေတိုးတောင်တွေကိုချီလိုက်ဘလောက်လာလဲကနောက်မှာပကျင်ဆရာမတယောက်တွေ့ဟာသူပကျင်ဆွေးနေတာလာမလား Why is it wobbly like that?
ဒီလိုပဲကျွန်တော်တို့ဖယားကဒီကဘာကြီးကိုဖန်ဆင်းတဲ့ဖယားဖြစ်တယ်နော်ဒီကဘာကြီးကိုဖန်ဆင်းတဲ့ဖယားဖြစ်တယ် It does snap, that means it all falls. ဒီကဘာကြီးအလိုလိုတော့အလိုလိုဖြစ်လာတာမဟုတ်ဘူးကျမ်းစာပြောရဖယားဖန်ဆင်းတာနော်ဒီအလှပကိုကြည့်ပြီးတော့ဒီဗီဒီယိုကြည့်ပြီးတော့ဒီကဘာကြီးကိုဖန်ဆင်းတဲ့ဖယားကိုပဲတတိယပြီးတော့ဘလောက်ထိကြည်မြတ်တဲ့ဖယားလဲပေါ့နော်ကြည့်လားဖန်ဆင်းတဲ့လက်ရာတွေကိုကြည့်ပြီးတော့နော်ဖန်ဆင်းရှင်ကိုတတိယကိုဖြစ်တယ်ဖန်ဆင်းတဲ့ဖယားကိုမြည်တွက်တတ်မယ်ဆိုတော့ရမ်းမြေကလာရှိတာကြော့ဒါဝိရဲ့အတ္တတာကေတုပေါ့နော်တော်လာတာပဲမောလာပါပြီ ညင်ငွန်းတို့အတေကချမOstra gobi kaç loyama itu Fuga ku guna da Açwa benim anaဒီမှာလာရင်ဒါတွေတွေးရမှာဖြစ်ပါတယ်โอเคဒီမှာဘိုလိုကညံကဘယ်နမှာလဲဒီမှာဒါတွေတွေးရမှာဖြစ်ပါတယ်ဒီဖတ်ကိုလာလို့ရှိတော့ဒီနေရာကိုလာလို့ရှိတော့ဒါတွေတွေးရမှာဖြစ်ပါတယ်ပြီးတော့တပါဝရှုခင်းလေးတို့ကိုလည်းတွေးရမှာဖြစ်ပါတယ်နားနေပါတယ်ခင်ဗျာဒီမှာ This was to the house. Daddy no So dad, sure so that he went over there. oh that's good He hit the escape. oh Escape. good ဒီမှာ oh နော် butterfly နော် green and blue I don't know ဘယ်မှမတွေ့ရတဲ့ butterfly တွေဒီမှာတွေ့ရမှာဖြစ်တယ်နော်ဒီမှာလာလို့ရှိတော့ What the? မမ butterfly What the? What the? butterfly တွေဖြစ်တယ် Butterfly. ဒီ Butterfly. ကောပြာလာပဲ this is butter ဒီကောပြာလာပဲ That's grass. Yeah. This is a sand and it's a witch. It's a witch. တီလျာနူ What the? နူပြေငေါညင်းညင်းသောသောပြာမစု This is cute. အခချင်ရလာနေဒီအော်စတြေးလျရောက်ဒီလောက်များကြီးမွေးလိုက်ပါတယ် ministry မှာပါဝင်မဲ့ပုံပဲဖြစ်ပါတယ်ဖျားပေးတဲ့ယတနာသားလေးရောက်ပါ တော့ခုကပြန်ရတော့မယ်ပေါ့နော်တော်တော်လာပါတယ်လာချနော်ဒီနေ့နင်းလေးပဲ Huh? Yeah. ဒီလိုမျိုးတဘာဝ3000လေးဒီလိုအလဲလာတာရာကောင်းပါလေကျမ်းမာရဲ့အတွက်လည်းကောင်းတယ်စိတ်အပန်းလည်းဖြေတယ်ပေါ့နော်ကိုတော့တပတ်ပတ်ပြီးသွားပြီနော် sky walk လာကြ sky walk temporary rainforest sky walk okay ကိုတော့ကျွန်တော်တို့ရဲ့ကားဖအဆင်ကိုသွားတော့မှာဖြစ်ပါတယ်ခင်ဗျာမိုက်ကယ်လာပါပြီခင်ဗျာဟိုမှာ The question is, ဒါကြောင့် Mount Tambourine Park ရောက်နေပါတယ်ခင်ဗျာလူကများကြီးပါခင်ဗျာ Michael walking Mike ကြောရစံရကြော hold on, where's the office? ဒီဂျူနီမကုန်းတော့အတာအမကဒီတော့စီလာ Oh yeah. ရေချိုးနေကြဒီကရိုင်းနေအိုး
Very good. Oh. 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 Want to swing next time. And when Christianity, by way of the gospel, good, even who is here in the studio, he grew up in the city. I grew up